ရှာတလောက်ပတ်စံကလက်ထဲမမြဲဘူးဘယ်ပြောက်သွားမှမသိပဲကုံသွားလေလို့တင်ရောခန်းစားနေရပါသလားအလုတ်တွေဘလောက်ပဲကြိုးစားလုံဝင်ငွေတွေဘလောက်ပဲကောင်းငွေကတောက်လျှောက်ပြန်ထွက်နေတယ်ဆိုရင်ဒါဟာတင်ရဲ့ကြိုးစားမှုကြောင့်မဟုတ်ပဲတင်နေ့တိုင်းရှောင်ထားတဲ့ပိတ်ဆံအိတ်ကြောင့်ဖြစ်နိုင်ပါတယ်အယူအဆ Feng Shui အရာပိတ်ဆံအိတ်ဆိုတာငွေကြေးတိုးလောင်တဲ့တန်လိုက်အိမ်မြောင်တစ်ခုလိုပါပဲဒီအိတ်ထဲမှာစွမ်းအားမကောင်းတဲ့အရာတွေလက်ပိတ်စေမဲ့အရာတွေရှိနေရင်တင်းစီလာမဲ့ငွေကန်လမ်းကြောင်းကိုပိတ်ဆို့ပြက်လိုက်တယ်လို့ဖြစ်နေတတ်ပါတယ်ဒါကြောင့်တင်းပိတ်ဆံအိတ်ထဲမှာတိလျက်နဲ့ဖြစ်စေမတိဘဲနဲ့ဖြစ်ထည့်ထားမိရင်လက်ပိတ်ပြီးငွေကုန်ပေါက်များစေနိုင်တဲ့အရာ၅ခုကဘာတွေဖြစ်မလဲဆိုတာအခုပဲအတူတူစစ်ဆေးကြည့်လိုက်ရအောင်ပါပိုက်ဆံအိတ်ထဲမှာအမြဲတမ်းရှိနေတတ်ပြီးလူအများစုတတိမထားမိပဲထည့်ထားမိတဲ့ပထမဆုံးလက်ပိတ်စေမယ့်အရာကတော့ဝယ်ယူပြီးသားပေးဖြတ်ပိုင်းများနဲ့ပြေစားအဟောင်းများပဲဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဈေးဝယ်တယ်စူပါမားကတ်သွားတယ်ကော်ဖီတောက်တယ်ဆိုရင်လာရတဲ့ငွေကောက်ခံလွှာဖြတ်ပိုင်းတွေကိုပိတ်ဆံအိတ်ထဲကောက်ထည့်လိုက်တာအကျင့်လိုဖြစ်နေတတ်ကြပါတယ်အယူဆ Feng Shui အရာပိတ်ဆံအိတ်ဆိုတာငွေအတစ်တွေဝင်လာဖို့စွမ်းအားရှိရမယ့်နေရာပါဒါပေမဲ့ဘေးဖြတ်ပိုင်းဒီဖြီးစားတယ်ဆိုတာငွေထွက်သွားပြီးကြောင်းပြသတဲ့သင်္ကေတတွေထည့်ပါတယ်တင်းရဲ့ပိုက်ဆံအိတ်ထဲမှာငွေထွက်သွားတဲ့ပြေးစားဒီကိုစုပြုံပိတ်တိတ်ထားခြင်းကတင်းစီကိုငွေဝင်မဲ့လမ်းကြောင်းထက်ငွေထွက်မဲ့စွမ်းအားတွေကိုမဲ့ပိုမိုဆွဲဆောင်နေတယ်လို့ဖြစ်စေပါတယ်လက်တွေ့ရကြည့်ရင်လည်းအိတ်ထဲမှာအမိုက်တွေလိုစုပွားနေတဲ့အထက်ငွေဆက်ကူတွေကိုစနစ်တကျမထားနိုင်တော့ပဲငွေပေါ်တန်ဖိုးထားမှုလော့ရော့လာစေပါတယ်ဒါကြောင့်ပိတ်ဆံအိတ်ကိုရှင်းလင်းပြီးတာနဲ့အဲ့ဒီဘေးဖြတ်ပိုင်းအဟောင်းတွေကိုအမြန်ဆုံးထုတ်ထစ်ဖို့လိုအပ်ပါတယ်ဒုတိယမြောက်အချက်အနေနဲ့ပိတ်ဆံအိတ်ထဲမှာမထားတင်ဆုံးတဲ့လက်ပိတ်စင်နဲ့နောက်ထပ်လက်ပိတ်စင်မဲ့အရာတစ်ခုကတော့တက်တန်းကုန်ရဲ့ကပ်ပြားများနဲ့သုံးမရတော့တဲ့အရာတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပိတ်ဆံအိတ်ထဲမှာတေးချပြန်စစ်ကြည့်ရင်တက်တန်းကုန်နေပြီဖြစ်တဲ့ဘန်ကတ်တွေသုံးမရတော့တဲ့ appointment ကတ်တွေအကျွေးစေးအဟောင်းတွေနဲ့အလို့မလောက်တော့တဲ့ကပ်ပြားတွေရှိနေတတ်ပါတယ်အယူအဆပိုင်းမှာတက်တန်းကုန်နေတဲ့အရာတွေသုံးမရတော့တဲ့အရာတွေဟာတေဆုံးနေတဲ့စွမ်းအားကိုစောင့်ယူလာတတ်ပါတယ်ဒါတွေကတင်းရဲ့ငွေကြေးစီးဆင်းမှုကိုရပ်တန့်သွားစေပြီးစီးပွားရေးမှာအပိတ်အဆို့တွေကြုံရတတ်စေပါတယ်ငွေကြေးဆိုတာအမြဲတမ်းလေပတ်စီးဆင်းနေရမယ့်အရာဖြစ်တဲ့အတွက်သုံးမရတော့တဲ့ကတ်ဟောင်းတွေကိုဖယ်ထုတ်ပြီးနေရာလွတ်ပြီးမှသာငွေအသစ်လက်အသစ်တွေဝင်လာဖို့လမ်းပွင့်သွားမှာဖြစ်ပါတယ်တတိယမြောက်အချက်အနေနဲ့ပိုက်ဆံအိတ်ထဲမှာအမတ်မထင်ထည့်ထားမိတတ်ပြီးစွမ်းအင်အရာလက်ပိတ်စေုံတင်မကဘဲစိတ်အနှက်အရှက်ပါဖြစ်စေနိုင်တဲ့အရာကတော့အကျွေးစိတ်ရန်ရှိသည့်စာရင်းများသို့မဟုတ်ငွေကြေးပူပန်မှုဖြစ်စေမဲ့အစားအသောက်များ debt reminders and negative notes ပဲဖြစ်ပါတယ်တချို့သူတွေဟာကိုပေးစရာရှိတဲ့အကျွေးစည်ရင်းတွေလာစဉ်ပေးရမယ့်စရိတ်စကစာရင်းတွေကိုမမေ့အောင်ဆိုပြီးပိုက်ဆံအိတ်ထဲမှာစက်ကူလေးနဲ့ရေးမှတ်ပြီးထည့်ထားတတ်ကြပါတယ်။ဒါဟာစွမ်းအင်အရာအရန်ကိုမာရွင်းတဲ့လုပ်ရတစ်ခုဖြစ်ပါတယ်။ပိုက်ဆံအိတ်ဆိုတာတိုးပွားခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းကိုဖော်ဆောင်တဲ့နေရာဖြစ်ရောက်ပါမယ်။အဲ့ဒီနေရာထဲမှာအကျွေးဆိုတဲ့စကားလုံးဒါမှမဟုတ်ငွေပေးရမယ်ဆိုတဲ့စိတ်ဖြည့်ဆည်းမှုဖြစ်စီမဲ့စားတောက်တွေကိုအမြဲထည့်ထားမယ်ဆိုရင်တင်းစီကိုငွေဝင်လာဖို့ထက်တွေ့ရမြင်ရတိုင်းငွေကြေးပူပန်မှုစွမ်းရည်တွေကိုပဲပိုမှုဆွဲဆောင်နေမှာဖြစ်ပါတယ်။ဒါအပြင်အဲ့ထဲမှာအနုပ်လက္ခဏာဆောင်တဲ့စိတ်ညစ်စရာစာစုတွေရှိနေခြင်းကငွေဝင်မဲ့ကန်လန်းကြောင်းကိုတိုက်ရိုက်ပိတ်ဆို့ထားသလိုဖြစ်နေစေတတ်ပါတယ်။နောက်ဆုံးပိတ်ပြင်ဆမြောက်အချက်အနေနဲ့ပိုက်ဆံအိတ်ထဲမှာအလွယ်တကူထည့်ထားမိတတ်ပြီးလက်ပိတ်စေုံတင်မကဘဲလက်တွေ့မှာပါငွေတွန်းပေါက်အများဆုံးဖြစ်စေနိုင်တဲ့အရာကတော့ဟောင်းနှွန်းစုပ်ပြဲနေသောငွေစက်ကူများနဲ့ညစ်ပတ်နေသောအရာများ torn banknotes and dirt ပဲဖြစ်ပါတယ်ပိုက်ဆံအိတ်ထဲမှာစုပ်ပြဲနေတဲ့သို့မဟုတ်အရန်ညစ်ပတ်ပြီးအနက်အသက်မကောင်းတော့တဲ့ငွေစက်ကူအဟောင်းတွေကိုဒီတိုင်းပစ်ထားမိတတ်ကြပါတယ်အယူဆအရငွေကြေးဆိုတာသူတို့ကိုတန်ဖိုးထားပြီးတန့်တန့်ရှင်းရှင်းထားတဲ့နေရာမျိုးမှာပဲပုံမူစုဝေးတိုးဖွားတတ်တဲ့သဘောရှိပါတယ်။ဟောင်းနှွမ်းစုပ်ပြဲနေတဲ့ငွေစက်ကူတွေဟာဆင်းရဲနွမ်းပါမှုနဲ့စွမ်းအင်ကျဆင်းမှုကိုကိုစားပြုတဲ့အတွက်
အိတ်ထဲမှာအကြာကြီးထားမိရင်ငွေကန်စရာကိုမှိမ့်မိန်စေပြီးမလိုအပ်ပဲငွေခဏခဏထွက်ရတတ်ပါတယ်။ဒါအပြင်လက်တွေ့ရှူတောင်ကကြည့်လိုက်ရင်လည်းပိုက်ဆံအိတ်ထဲမှာဖုံမုတ်တွေအမိုက်ဆက်တွေနဲ့ညက်ပတ်နေခြင်းကစိတ်အနှောင့်အယှက်ဖြစ်စေသလိုငွေဆက်ကူတွေကိုတေးသေးချာချာစနစ်တကျမစီရသေးဘူးဆိုတာကိုပြနေတာမို့ငွေအပေါ်စီမံခန့်ခွဲမှုအားနည်းသွားစေပါတယ်။ဒါကြောင့်စုပ်ပြဲနေတဲ့ငွေဆက်ကူတွေရှိရင်ဘယ်မှအမြန်ဆုံးသွားရောက်လဲလံပြီးပိုက်ဆံအိတ်ကိုအမြဲတမ်းတန့်ရှင်းတက်ရနေအောင်ထားရှိသင့်ပါတယ်။ကဲအခုဆိုရင်တင့်ရဲ့ပိုက်ဆံအိတ်ထဲမှာလက်ပိတ်စင်မဲ့အရာ9ခုရှိမရှိသိလောက်ပြီးထင်ပါတယ်။ပိုက်ဆံအိတ်ဆိုတာတင့်ရဲ့စီးပွားရေးစွမ်းနေတဲ့စုဝိယနေရတစ်ခုဖြစ်တာကြောင့်ဒီနေ့ပဲတင့်အိတ်ကိုတေချာပြန်စစ်ဆေးပြီးမလိုအပ်တဲ့အရာတွေကိုဖယ်ရှားလိုက်ပါပိုက်ဆံအိတ်လေးတန်ရှင်းရှင်းလင်းပြီးစွမ်းအင်ကောင်းတွေပြည့်နှက်နေမှသာလက်ပွင့်ပြီးငွေကြေးတွေတောက်လျှောက်စီးလင်းဝင်ရောက်လာမှာဖြစ်ပါတယ်အားလုံးပဲလက်လာပါများအဆင်ပြေအချိန်မရွေးဒီရေအလားတိုးပွားကြပါစေခင်ဗျာ